အီရန်ဟာဘာသာရေးကောင်းဆောင်တွေအပေါ်ယံအုပ်ချုပ်နေတာတကယ်စစ်တပ်အုပ်ချုပ်နေတာအဲ့ဒီစစ်တပ်တွေရဲ့စစ်ဗိုလ်ချုပ်တွေကမင်းအွန်လိုင်းတို့လိုပဲလေသမ္မတဒေါ်နယ်ထရန့်ကပြောတယ်မင်းတို့စစ်တပ်တွေလက်နက်ချစစ်ဗိုလ်ချုပ်တွေလက်နက်ချမလားဗျာမင်းအွန်လိုင်းတို့သူတို့ကြီးပွားနေတာလေမင်္ဂလာပါခေတ်သစ် News Channel မှာကြိုဆိုပါရစေလွတ်လပ်ပြီးမှန်ကန်တဲ့သတင်းချက်လက်များကိုအချိန်နဲ့တပြေးညီနေ့စဉ်မျှဝေပေးနေတဲ့ channel တစ်ခုဖြစ်ပါတယ်နားဆင်သွားကြပါအာရဗ်ပြည်သူတွေကအီရန်ကိုပုံတူကူးချရင်အာရဗ်ခေါင်းဆောင်တွေဘီရင်တွေစော်ဘွားတွေအကုန်ပြုတ်မှာအဲ့တော့မပြုတ်ချင်သူဘာလုပ်ရမလဲအမေရိကန်နဲ့ပေါင်းမယ်အဲ့တော့အီရန်ရန်ကိုကာကွယ်ဖို့အတွက်အီရန်ကလည်းအဲ့လိုမျိုးဖြုတ်ချဖို့အတွက်အားပေးတယ်အမေရိကန်ကလည်းသူ့ရဲ့ဒီမိုကရေစီစနစ်ကိုအားပေးတယ်တရုတ်ကလည်းသူ့ရဲ့အာဏာရှင်စနစ်ကိုအားပေးသလိုပဲအီရန်ကလည်းသူ့ရဲ့အစ္စလာမစ်တော်လှန်ရေးဆိုတဲ့တော်လှန်ရေးကိုအားပေးတယ်အဲ့တော့အစ္စလာမစ်တော်လှန်ရေးလုပ်မယ်ဆိုရင်အီရန်ကကျင်းစိန်မြောက်ပေးမှာအဲ့ဒါမှသူ့ဘက်လူများမှာဘူးအဲ့တော့ तू ကအဲ့တဲ့အတွက် तू ကပါစီးရီးယားမှာသွားလုပ်တယ်အီရတ်ကိုလုပ်ကြည့်တယ်မရခဲ့ဘူးအခုမှအဲ့တော့ထူးခြားတာတစ်ခုကအမေရိကန်ကဆဒမ်ဟူစိန်သွားလို့တော့ဆဒမ်ဟူစိန်ကပြန်ချတော့အီရတ်မှာညှိန်သွားတယ်ဒါပေမဲ့အီရတ်မှာရှီယာအများစုလေအီရန်လူမျိုးတွေအများစုနေတာအဲ့တော့အမေရိကန်သွားပြီးအီရတ်ကိုသိမ်းပေးလိုက်တာကအီရန်အကြိုက်ဖြစ်သွားတာဘာလို့ဒီမိုကရေစီသွားလုပ်တဲ့ခါကျတော့အဲ့တော့တစ်ခါတည်းကျရင်ဒီမိုကရေစီမှာအဲ့ဒီပြဿနာရှိတယ်အဲ့တော့အီရတ်ကိုအမေရိကန်ဖြုတ်ချပေးလိုက်တဲ့အချိန်မှာအီရတ်ကိုဒီမိုကရေစီတက်လုပ်တယ်တက်လုပ်တဲ့ခါကျတော့မဲများတဲ့လူအနိုင်ယူမှာလေအဲ့တော့အီရတ်မှာကဆဒမ်ဟူစိန်တို့ကလူနည်းစုကြီးဆူနီတွေကလူများစုကရှီယာအီရန်အုပ်စုအဲ့တော့မဲယူလိုက်တဲ့ခါကျတော့ရှီယာဆိုးရတွေတက်လာတော့ရှီယာဆိုးရတက်တော့သူတို့ကရှီယာချင်းအီရန်နဲ့သွားပြီးပလင်းတူဘူးဆိုလို့တော့အမေရိကန်ကွဲရောဒါကြောင့်အီရန်ကနေအမေရိကန်ထွက်ပြေးရတာသူတို့တက်လုပ်လိုက်တာအမှားဒါကြောင့်လေဒါကြောင့်လေကျွန်တော်တို့ UK လွှတ်တော်မှာအီရတ်ကိုဝင်တိုက်တာမှားတယ်လို့ပြောတာငါတို့စစ်သားတွေ900အသေးခံရတာဘာအဓိပ္ပာယ်မှမရှိဘူးအမေရိကန်စစ်သားတွေထောင်းနဲ့ချီသေးခံတာဘာအဓိပ္ပာယ်မှမရှိဘူးအီရန်ကောင်းစားဖို့တက်လုပ်ပြီးသူတို့ဖြစ်သွားတာအဲ့ဒါအရှိတရားပဲအဲ့တော့နောက်ဆုံးကျတော့အီရတ်ကဒီမိုကရေစီမဖြစ်ဘဲနဲ့အီရန်ရဲ့ပရောင်စီတွေဖြစ်ကုန်ပြီးတော့အီရန်ရဲ့လက်နက်ကင်တွေအီရတ်မှာအများကြီးရှိနေတယ်ဟိုတနေ့ကဆိုရင်ဒါအီရတ်မှာတိုက်ခိုက်တာအီရန်ထောက်ခံထားတဲ့အဖွဲ့တွေကချနေတာနော်အခုကြားတာက Cyprus ကိုပြစ်တာအီရန်ကပြစ်တာမဟုတ်ဘူးလေဘနွန်ကဟစ်ဇ်ဘိုလာပြစ်လိုက်တယ်လို့ပြောနေတယ်ပြောချင်တာအီရန်ကလာတာမဟုတ်ဘူးအထိုနည်း၎င်းပဲတူရကီကိုပြစ်လိုက်တာလေအီရန်ပြစ်တာမဟုတ်ဘူးလေဘနွန်ကဟစ်ဇ်ဘိုလာတွေပြစ်လိုက်တာအီရန်ရဲ့ပရောက်စီတွေပြစ်တာအဲ့တော့မျိုးအနေထားဖြစ်တဲ့အတွက်အီရန်ကအဲ့လိုမျိုးလိုက်လို့တာဖြစ်တယ်ဆိုတော့အီရတ်ကိုကြည့်ပြီးတဲ့အခါမှာအာရပ်နိုင်ငံတွေကပိုကြောက်တာပေါ့ရိုးလေးစဉ်းစားကြည့်လေဒီအာဏာရှင်တွေကဒီဘရင်တွေစော်ဘွားတွေကသူတို့နိုင်ငံမှာလည်းသူတို့အာရပ်လူမျိုးတွေကိုအီရန်ကသွေးထိုးပြီးတော့ခင်ဗျအစ္စလာမစ်တော်လှန်ရေးလို့ဖြုတ်ချရင်ဘယ်လိုလုပ်မလဲသူတို့အကုန်ထွက်ပြေးရမှာလေသူတို့ကတော့ဘရင်စနစ်တွေစော်ရဲဆိုတသက်လုံးသူတို့ကအုပ်ချုပ်တော့မှာလေဆွေစဉ်မျိုးဆက်အုပ်ချုပ်မှာဆိုတော့အဲ့ဒီအတွက်သူတို့အီရန်ကိုအမေရိကန်နဲ့ကြားမှာသူတို့ကဂျားနေပုံစံနဲ့ပဲသူတို့နေတယ်အီရန်ကိုလည်းမတိုက်ခိုက်ဘူးအီရန်ကလာမဲ့ရန်တွေကိုလည်းသူတို့နိုင်ငံမှာကာကွယ်ထားတယ်အဲ့ဒီအတွက်သူတို့ဒီအမေရိကန်ကိုခေါ်ထည့်ထားတယ်ပြောချင်တာအီရန်ကိုကြောက်လို့အီရန်ကိုကြောက်တယ်ဆိုတာအီရန်လာတိုက်မှာတဲ့အီရန်လုံးမဲ့အစ္စလာမစ်တော်လှန်ရေးကိုကြောက်တာဘာလို့အဲ့တော့ပြည်သူတွေပါသွားနိုင်တယ်အဲ့ဒီချိန်မှာသူတို့ကဘာစဉ်းစားလဲဆိုတော့သူ့ပြည်သူတွေကိုခြေနှက်ဖို့အတွက်သူကဒီအမေရိကန်ပုံစံအနောက်တိုင်းပုံစံနည်းနည်းဖွင့်ပေးမှရမယ်ပြည်သူတွေကြီးပွားနေတယ်နော်အာရပ်ပြည်သူတွေချမ်းသာနေတယ်အာရပ်ပြည်သူတွေစီးပွားရေးတက်နေတယ်ဇိမ်ခံနေတယ်ဆိုရင်အာရပ်ပြည်သူတွေကအီရန်မှာလုပ်တယ်လို့မျိုးသူတို့ကိုတော်လှန်ရေးလုပ်မှာမဟုတ်ဘူးအစ္စလာမစ်တော်လှန်ရေးဖြစ်မှာမဟုတ်ဘူးအဲ့ဒီအတွက်သူတို့ကဘာလုပ်လဲနောက်တက်လာတဲ့အေရှမင်းသားတွေပေါ့နောက်ပေါက်တွေပေါ့ဗျာအရင်ဘရင်တွေကတော့မလုပ်ဘူးအေရှမင်းသားတွေကအငယ်တွေပေါ့ UAE မှာရောကာတာမှာရောဆော်ဒီမှာရောနောက်တက်တဲ့လူငယ်တွေကအဲ့ဒါကိုမြင်တယ်မြင်တော့သူကဘာလုပ်လဲသူ့ပြည်သူတွေကိုဖွင့်ချပေးတော့မှာအဲ့တော့သူ့ပြည်သူကိုသူတို့ကောင်းမှုကြွေးထားတယ်ပြီးတော့သူတို့မှလည်းလူဒန်းစား2ရက်ကိုဖန်တီးပလိုက်တာပြောချင်တာသူတို့လူမျိုးတွေကနံပါတ်1ဖြစ်သွားပြီးတော့အလုတ်သမားတွေခေါ်သွင်းလိုက်တယ်အဓိကလည်းအလုတ်သမားလည်းဘယ်မှရှာစရာမလိုပါဘူးအိန္ဒိယတိုက်လို့ရှိနေအိန္ဒိယပါကစ္စတန်ဒီကျွန်တော်တို့ဒီဘင်္ဂလားဒေ့ရှ်လူတွေအမြောက်အများခေါ်သွင်းလိုက်တဲ့ခါကျတော့ဒီလူတွေကအလုတ်သမားဖြစ်တော့အာရပ်တွေကနေထိုင်ဆရာကြီးဖြစ်သွားတာပေါ့သခင်ဖြစ်သွားတာပေါ့ပြီးတော့အဲ့လူတွေကိုသူကထောက်ပံ့ပေးထားပြီးတော့အဲ့လူတွေနေပြောအောင်ပေါ့ဗျာချမ်းသာအောင်ဆိုပြီးတော့အနောက်နိုင်ငံပုံစံဖွင့်ပေးလိုက်တယ်တိုးတက်မှုတွေအများကြီးဖြစ်တယ်သူတို့နိုင်ငံမှာလည်းစက်ယုံတွေထုတ်တယ်ဆော်ဒီနိုင်ငံမှာလည်းပစ္စည်းတွေအကုန်ထွက်နေပြီဆော်ဒီဆေးတွေပါလေအကုန်ထွက်နေပြီထိုနည်းကောင်မဲ့အားလုံးသိတဲ့အတိုင်းပဲဒူဘိုင်းတို့ကာတာတို့ဒိုဟာတို့ဘာတို့ကအကြီးအကျယ်ထိုးတက်လာတာဘာတိုင်းတို့ကအဲ့တော့အာရပ်ပြည်သူတွေကဒီအစ္စလာမစ်တော်လှန်ရေးကနေပြီးတော့ဒီဘရင်တွေကိုပြန်ပုံကန်ဖို့ဆိုတာမစိတ်ဝင်စားတော့ဘူးသူတို့ဘွားသူတို့ตายရနေပြီနောက်တော့သူတို့ passport တွေကလည်းတကဘာလုံးသွားရင်ဒါအမေရိကန်ကစားဂျူဒီဗီဇာလည်းမလိုဘူး
ကြိုက်တဲ့နေရာမှာသွားပြီးကြိုက်သလိုနေလို့ရတယ်အပေါ်စီးရဖြစ်ကုန်တယ်သူတို့နိုင်ငံတွင်းမှာလည်းသူတို့ခိုင်းလို့ရတဲ့အလုပ်သမားတွေကလည်းအာရှတိုက်လုံးကရောက်နေပြီလူတွေကလည်းအပြောင်းရွှေ့တော့အဲ့တော့အဲ့ဒါမျိုးပုံစံနဲ့ထိန်းထားတာထိန်းထားတော့သူတို့ဒီအီရန်နဲ့ဂျားမှာတော့သူတို့ကဂျားနေပေးတယ်အစ္စရေးနဲ့ပြဿနာမှာလည်းသူတို့တတ်နိုင်ဆုံးဂျားနေတယ်အစ္စရေးကိုသူတို့ဝိုင်းကန့်ကွက်ပေးတယ်ဒါပေမဲ့အီရန်လိုတော့အစ္စရေးကိုချိန်ဆနေတာတို့အစ္စရေးကိုလှုပ်တာမျိုးသူတို့မလုပ်ဘူးဒါပေမဲ့အစ္စရေးကပါလက်စတိုင်းကိုလှုပ်တဲ့ကိစ္စမှာသူတို့ကဂျားနေနိုင်ငံတွေအနေနဲ့မီဒီယေတာပေါ့ဗျာဂျားတွေကနေဝင်ဆွေးနွေးတဲ့ပုံစံတွေနဲ့သူတို့ကာတာတို့ဘာတို့ကအမြဲတမ်းဝင်ပြီးဆွေးနွေးပေးခဲ့တယ်ရက်တီပေးခဲ့တယ်အဲ့ဒါမှတခါသူတို့ရဲ့ဒီဘယ်လဲဒီနိုင်ငံတနိုင်ငံမှာသွားပြီးတော့ဒီအထူးသဖြင့်ဒီဆီးရီးယားမှာလည်းအဲ့ဒီပြဿနာပဲဆီးရီးယားမှာလည်းလူနည်းစုကလူများစုကိုအာဏာလုထားတဲ့ခါမှာအဲ့ဒီလူနည်းစုခေါင်းဆောင်အာဆက်ကဒါအီရန်လူမျိုးအဲ့တော့အီရန်ကအိဘက်သွားရက်တီပေးတယ်ဒီဘက်ကလူများစုတွေတိုက်ကြခိုက်ကြတယ်အဲ့ဒီချိန်မှာဒီဘက်ကကြတော့အာရဗ်နိုင်ငံတွေကထောက်ခံပေးတယ်ဒါမျိုးတွေပေါ့အဲ့ဒါမျိုးတွေသူတို့ရဲ့ဒါပထဝီအနေထားအနေနဲ့ဖြစ်နေတဲ့ပြဿနာများပေါ့နော်ယီမင်ပြဿနာလည်းဒီတိုင်းပဲယီမင်မှာကလည်းစော်ဘွားတွေကိုဖြုတ်ချတာတတိထားကြည့်နော်အာရဗ်နိုင်ငံတွေစိုးရိမ်တဲ့အတိုင်းယီမင်ကိုရောက်လာပြီအဲ့ဒီအထိကယီမင်မှာလည်းဘယင်ကိုဖြုတ်ချလိုက်ပြီးတော့ဘယင်ကိုဖြုတ်ချပြီးတော့ခဏတော့ဟူတီဆိုတဲ့သဘုံတွေနဲ့အီရန်လိုမျိုးတော်လှန်ရေးဖြစ်တာဖြစ်တဲ့ခါကျတော့အီရန်ကအဲ့ဒီသဘုံတွေကိုမြှောက်ပေးပြီးတော့ဘယင်ကိုဖြုတ်ချခိုင်းတယ်အဲ့ဒီအချိန်မှာအာရဗ်6နိုင်ငံကဂတ်နိုင်ငံတွေငါတို့လက်မခံဘူးဆိုပြီးတော့ဘယင်ဘက်ကနေဝင်တိုက်တာအဲ့ဒီပြုတ်ချသွားတဲ့ဘယင်ကဆော်ဒီကိုခေါ်ထားလိုက်တယ်နော်အစိုးရနေရလုပ်တယ်အဲ့ဒါမျိုးပုံစံပေါ့အဲ့ဒါကိုလည်းကုလသမဂ္ဂကလည်းထောက်ခံပေးလိုက်တယ်ဘာကြောင့်လဲအရှိန်လယ်ပိုင်း OIC နိုင်ငံများရဲ့အရှိန်ဝါနဲ့အဲ့တော့အီရန်ကဂျားတွေကရန်သူဖြစ်သွားတာပေါ့အဲ့တော့သူတို့စိုးရိမ်နေတဲ့အတိုင်းပဲယီမင်ကိုလည်းအီရန်ကတောင်းမှုရတာပေါ့မှုပြီးတော့ဖြုတ်ချခိုင်းတယ်ဖြုတ်ချပြီးတော့အဲ့ဒါမျိုးတွေအာရဗ်ဘက်ကိုလာတော့မှာအဲ့ဒီကြရက်ကြီးကလည်းအကြီးကြီးရှိတယ်အဲ့တော့ဘာကိုကြောက်ရလဲဆိုတော့အီရန်ကလက်နက်တွေအများကြီးပိုင်လာတယ်လက်နက်ကြီးတွေအများကြီးဖြစ်လာတယ်လူကြီးလက်နက်တွေပိုင်လာမယ်အခုတဲ့ကောင်းတဲ့ဒုံးတွေလက်နက်တွေပိုင်လာရင်အာရဗ်နိုင်ငံတွေကိုအီရန်ဝင်တိုက်ဘလို့မှမတတ်နိုင်ဘူးအဲ့တော့အီရန်ကလည်းအမေရိကန်လုပ်တဲ့အတိုင်းပဲအာရဗ်မှာရှိတဲ့သူ့လူမျိုးတွေကိုမြှောက်ပေးမှာပြောချင်တာဆော်ဒီလူမျိုးတွေဒိုမိုလည်းဒီဒူဘိုင်းလူမျိုးတွေနော်ဒီ UAE လူမျိုးတွေကာတာလူမျိုးတွေဘာရိန်းလူမျိုးတွေကိုဝိတ်တွေမြှောက်ပေးမှာမြှောက်ပြီးတော့သူကဖြုတ်ချခိုင်းမှာအဲ့ဒါမှသူ့ရဲ့ empire ကြီးသူစောက်မှာအဲ့တော့အဲ့လိုမျိုးအနေအထားကြီးကအရှိလေပိုင်းမှာတကယ်ကိုဖြစ်နေတာဖြစ်နေတဲ့အခါကျတော့အဲ့တော့အမေရိကန်နဲ့အနောက်နိုင်ငံများလည်းဟိုဘက်ဝင်လိုက်ဒီဘက်လည်းဟိုဘက်နဲ့ညှိဒီဘက်နဲ့ညှိပေါ့ဗျာသူတို့အကျိုးစီးပွားလည်းပါတယ်အရေးကြီးဆုံးကတော့ရေနံပဲကဘာကြီးမှာမရှိမဖြစ်လိုအပ်နေတဲ့ရေနံဟာဒီနေ့ကျွန်တော်တို့ထပ်တွေ့ရပြန်ပြီအဲ့တော့ရေနံကိုအစားထိုးဖို့ကဘလို့မှမဖြစ်နိုင်သေးတဲ့ခါကျတော့ရေနံဈေးကိုထိလိုက်တာနဲ့ကဘာလုံးကတခါတည်းမခံနိုင်လောက်အောင်လောင်စာစီရှာပါတဲ့ပြဿနာတက်တာပဲအဲ့တော့ကျွန်တော်တို့ရဲ့အသက်ရှင်ရက်တည်နေဘဝအားလုံးဒီရေနံနဲ့ပဲမနေ့ကဆိုရင်ကျွန်တော်တို့ဆေးရုံမှာတော့ဒီအရေးပေါ်မီးစက်တွေလုပ်တဲ့ဒီဇယ်တွေလောင်ထားတာကိုဒီနေ့ကျွန်တော်တို့လိုက်တိုင်းခိုင်းပြီးဘာကြောင့်လဲလိုအပ်ရင်အကုန်ဖြည့်ရတော့မယ်ဘာလို့ကဘာကြီးမှာကျွန်တော်တို့လိုဆေးရုံနေရာမှာတော့အရေးပေါ်မီးစက်အတွက်ဒီဇယ်တွေတူလောင်မှုလိုအပ်နေပြီဒီဇယ်ရှားပါဝိုင်းရင်ဆေးရုံတွေမှာတခုခုဖြစ်လာရင်မီးအတွက်လိုအပ်တယ်လေပြောချင်တာကအဲ့လောက်ထိလူတွေပြင်ဆင်လိုက်ကျွန်တော်တို့ဆေးရုံထိရောက်လာပြီနော်ပြောချင်တာဒီဇယ်ပြတ်တောက်မှုရေနံပြတ်တောက်မှုဖြစ်နိုင်တယ်အရှိလေပိုင်းပြီးပွားကြီးကဒါနဲ့ပူပြီးကြီးထွားသွားနိုင်တယ်ကြီးထွားလာနိုင်တဲ့အနေအထားမှာရှိနေတယ်အဲ့တော့အီရန်ရဲ့ဘလောက်ထိရှိတယ်ဆိုတဲ့လက်နက်ပေါ်မှာမူတည်တယ်ပြီးတော့အီရန်ကိုတရုတ်နဲ့ရုရှားကဘလောက်ထိဘလို့ပုံစံနဲ့ထောက်ပံ့ထားတဲ့ပုံမှာမူတည်ပြီးတော့အရှိလေပိုင်းပြဿနာကြီးကကြီးထွားလာနေတယ်ကြီးထွားလာတယ်ဆိုရင်ကမ္ဘာရေနံရှားပါမှုဖြစ်မှာအဲ့တော့သူပြည့်ကိုပြည့်ကြပြီပေါ့နောက်ဆုံးကြတော့အခုကတော့အာရဗ်နိုင်ငံတွေကတီးခတ်နေတယ်အီရန်တိုက်တာကိုပဲသူတို့ပြစ်ချတယ်အီရန်ကိုသူတို့ပြန်မတိုက်သေးဘူးသူတို့ကအရှိကိုကြည့်တယ်အနာဂတ်ကိုကြည့်တယ်အီရန်နဲ့သူတို့ရံမလုပ်ချင်ဘူးရံဘက်မဖြစ်ချင်ဘူးအဲ့တော့ပြန်မလုပ်သေးဘူးတော့အီရန်ကတစ်ဖက်သက်ကြီးအာရဗ်နိုင်ငံတွေရဲ့ရေနံချက်စက်ရုံတွေပြစ်တာကိုသူတို့တီးခတ်နေရတယ်ဒါပေမဲ့အချိန်တိုင်းတာတစ်ခုတည်းကြော်လာတဲ့ခါကျရင်အာရဗ်နိုင်ငံတွေကလည်းပြန်ချပြီးဆိုပါစို့အကြောင်းကြောင့်သူတို့ရဲ့အကျိုးစီးပွားတယ်ပြန်ချရင်သူပြစ်ကိုပြစ်ကြပြီသူပြစ်ကိုနှစ်ဖက်ပြစ်ကြရင်ဘာဖြစ်သွားမလဲဖူးဖူးညက်ကြေသွားပြီးတော့ဒီရေနံချက်စက်ရုံတွေအကုန်မီးလောင်သွားမယ်ရေနံချက်စက်မီးလောင်သွားရင်ကဘာကြီးရေနံရှားပါပြီပဲဘာလို့ရေနံစိမ်းတွေမဟုတ်ဘူးနော်အခုအာရဗ်နိုင်ငံတွေကကိုပိုင်ရေနံချက်ပြီးတော့ဓာတ်ဆီဒီဇယ်ဆီတွေကိုတင်ပို့ပေးနေတာအဲ့တော့အဲ့ဒီပြဿနာဟာ
ကျွန်တော်ထင်တယ်ဒီဥရောပနိုင်ငံတွေကအကုန်လုံးစိတ်ပူနေပြီဒါကြောင့်ကျွန်တော်တို့ဆေးရုံလူနေရမှာတော့အခုဒီဇယ်တွေထပ်ဖြည့်ဖို့အတွက်အမိန့်တွေထွက်လာပြီအဲ့တော့အဓိကကရေနံပြဿနာပဲစွမ်းအင်ပြဿနာပဲအဲ့တော့အဲ့ဒီစွမ်းအင်ပြဿနာနဲ့ကမ္ဘာစူပါပါဝါတွေကစားနေကြတယ်ဆိုတာဒီနေ့လက်တွေ့ထွက်တွေ့ရတယ်ဒါကြောင့် green သမားတွေပြောနေတယ်ကမ္ဘာကြီးကပူနွေးတာကမ္ဘာကြီးပူနွေးတာပူနေတာနောက်မှာကမ္ဘာကြီးပြတ်တာမပြတ်တာနောက်မှာကမ္ဘာအတမ်ပရေချာတက်တာမတက်တာနောက်မှာလောလောဆယ်ရေနံမရှိလို့မဖြစ်ဘူးရေနံကမထွက်လို့လည်းမရဘူးဘာလို့ရေနံကိုမိခိုနေရတဲ့နိုင်ငံတိုင်းစီမိခိုပြီးတော့စီးပွားရေးလုပ်နေရတဲ့ကားတွေမောင်းနေရဆဲပဲအခုပြောတဲ့လျှက်စစ်ကားတွေဘက်ထရီကားတွေလည်းတစ်ကမ္ဘာလုံးကိုချက်ချင်းလဲနိုင်ဖို့ဆိုတာမဖြစ်နိုင်သေးဘူးထိုနည်းကမှဒီလျှက်စစ်တွေဘက်ထရီတွေဆိုတာလည်းအန်ဒီအများကြီးရှိတယ်ခဲဓာတ်တွေနဲ့အများကြီးပြောစရာတွေရှိတယ်အဲ့တော့ဘယ်လိုမှရေနံကိုအစားမထိုးနိုင်သေးတဲ့အခါမှာနောက်နှစ်ပေါင်း50 100အထိကရေနံကနာမည်ကြီးနေအောင်မယ်အဲ့တော့ရေနံရှိနေတဲ့အီရန်တို့ရေနံရှိနေတဲ့အာရပ်နိုင်ငံတွေရေနံရှိတဲ့ဒီဗင်နီဇွဲလားတို့ဒီနိုင်ငံတွေကတော့ဒါရုရှားအပါဝင်တခြားရေနံထွက်တဲ့မှာ UK လည်းပါတာပေါ့နော်နော်ဝေးလည်းပါတာပေါ့နိုင်ငံတွေကကမ္ဘာပေါ်မှာအရေးကြီးတဲ့နေရာမှာပါနေသေးပဲဖြစ်တယ်ဒါကြောင့်ဒီပဋိပက္ခဟာအမေရိကန်ရဲ့ရန်သူတော်အီရန်နဲ့အခုအပွင့်လင်းဆုံးပြောရရင်အမေရိကန်နဲ့အီရန်ကရန်သူပဲရန်သူနိုင်ငံပဲအီရန်မှာအမေရိကန်ထောက်ခံထားတဲ့အဓိကကလည်းအိန္ဒိယနေစတာပေါ့တမန်ကျောင်းတော်ကရန်စားပေါ့ဗျာရှားဘီရင်ဟာအမေရိကန်ထောက်ခံထားတဲ့လူတကယ်ရှားဘီရင်ကအစ္စရေးနဲ့လည်းပြည်လဲတဲ့လူအဲ့ဒါအစ္စရေးဝေးစစ်ပွဲဖြစ်တဲ့အချိန်မှာရှားဘီရင်ကအစ္စရေးဘက်ကပဲရက်တည်ခဲ့တာအဲ့တော့အမေရိကန်ပြည်လဲတဲ့လူအဲ့တော့အမေရိကန်နဲ့အစ္စရေးနဲ့ပြည်လဲတဲ့ရှားဘီရင်ကိုအီရန်နိုင်ငံရေးရသူတို့ဖြုတ်ချလိုက်ပြီးတော့ Islamic Revolution ပေါ့နော်တော်လှန်ရေးပေါ်လာပြီးတော့ဒီဘာသာရေးကောင်းဆောင်တွေဥဆောင်နေအစ္စလာမစ်နိုင်ငံကြီးပေါ်လာတဲ့အခါမှာငကိုတဲကသူတို့နဲ့မိတ်ဆွေဖြစ်ခဲ့တဲ့အစ္စရေးကိုဖြုတ်ချလိုက်တဲ့အစိုးရကိုဖြုတ်ချပြီးအစ္စရေးနဲ့အမေရိကန်ကိုရန်သူလုပ်မဲ့အစိုးရတက်လာတာအဲ့ဒါအီရန်ရဲ့ရွေးချယ်မှုပဲနော်အီရန်ရဲ့ရွေးချယ်မှုပဲဒါဘယ်သူပြပြမိမှုပဲသူတို့ရွေးချယ်လိုက်တာရွေးချယ်လိုက်အတွက်ပဲအီရန်မှာတက်လာတဲ့အာဏာပိုင်တွေကကမ္ဘာပေါ်မှာဘယ်နိုင်ငံနဲ့မှမတူပဲအမေရိကန်ကြဆုံးပါစေအမေရိကန်သေပါစေအစ္စရေးကြဆုံးပါစေအစ္စရေးသေပါစေဆိုပြီးနိုင်ငံတော်အဆင့်ရနေပြီးတော့အုပ်စုလိုက်ကျိန်ဆဲတာတွေကျုံဝါတာတွေတရားဝင်လုပ်ခဲ့တာယနေ့အထိပဲအဲ့တော့သူတို့ចောင်းတော်ရဲ့ရန်စားသည်အမြဲတမ်းသူတို့ကထိတ်တိုက်တွေ့ဖို့ရှောင်နေတာထိတ်တိုက်တွေ့ဖို့တယောက်ကြားချောင်းသလိုချောင်းလာတဲ့အခါမှာအမေရိကန်ဘက်ကတက်ခဲ့တဲ့သမရအဆက်ဆက်ကတော့သူတို့နီးမျိုးစုံနဲ့လှုပ်ဖို့ကြိုးစားတယ်ဒါပေမဲ့သူတို့မလှုပ်ရဲခဲ့ကြဘူးအကြောင်းပေါ့ကျွန်တော်ပြောသလိုကုလသမဂ္ဂဥပဒေတွေနိုင်ငံတကာဥပဒေတွေဖြစ်လာတော့မဲ့ဒီ consequence လို့ခေါ်တဲ့စိုးကျိုးတွေပေါ့အခုလိုကဘာကြီးမတိမကျိန်ဖြစ်သွားနိုင်တာတွေအရှိလည်းပိုင်းတစ်ခုလုံးမီးပွားတွေအဲ့ဒါကြီးဘလောက်ပဲချင်းတကယ်လှုပ်ရဲကန်ရဲတတိရှိတဲ့ဘသူကမှဂယူးမဆိုင်တယ်အခုသမရထွန်းတက်လာပြီသမရထွန်းကပြောတာမှာငါစစ်တမ်းတွေငါ့ကိုထောက်ခံတာတွေဘသူမှဂယူးမဆိုင်ဘူးငါသဘောမင်းတို့လွတ်တော်လည်းဂူးမဆိုင်ဘူးငါချမှာမင်းတို့ကုလသမဂ္ဂလည်းဂူးမဆိုင်ဘူးချမှာဘယ်သူမှဂူးမဆိုင်ဘူးချမှာငါသဘောဆိုတဲ့ဒီမတ်ယူရဲဆန်နဲ့ပြတ်သားတဲ့တော့မလို့လှုပ်ရဲတဲ့သမရထွက်လာတဲ့တက်လာတဲ့အခါမှာအီရန်ကညှိနှိုင်းဖို့တော်တဲ့အချိန်မှာအရင်တော့ကဒီမိုကရက်တွေကိုသွားပြီးညှောက်တယ်လို့မျိုးသွားညှောက်လိုက်တာဖြစ်ပါလိမ့်မယ်အဲ့ဒီအချိန်မှာထရန့်ကလက်မခံတော့ဘူးအဲ့တော့တိုင်ရေးတမန်ကြီးနဲ့သွားပြောလို့မရတော့ဘူးအမေရိကန်ရဲ့အဓိကစိုးရိမ်ချက်ပေါ့နော်အမေရိကန်မှမဟုတ်ပါဘူးအမေရိကန်ပါဝင်အစ္စရေးပါဝင်ကမ္ဘာနိုင်ငံများအနောက်နိုင်ငံများဒီမိုကရေစီဘက်တော်သားများအားလုံးနဲ့အာရပ်နိုင်ငံများအားလုံးအာရပ်ဆိုတာကအမေရိကန်နဲ့ပြည်လဲတဲ့အာရပ်နိုင်ငံများပေါ့အမေရိကန်နဲ့မပြည်လဲတာကမ္ဘာပေါ်မှာအာရပ်နိုင်ငံမှာအီရန်တနိုင်ငံပဲရှိတာပါအဲ့တော့အီရန်ကတစ်ဖက်ကျန်တဲ့အုပ်စုကအမေရိကန်ဘက်ကတစ်ဖက်ဒါကြောင့်လေကမ္ဘာမွတ်စလင်တွေကအီရန်ကိုသူရဲကောင်းလို့ပြောနေတာအီရန်ခေါင်းဆောင်ကိုသူတို့ရဲ့ခေါင်းဆောင်လို့ပြောနေတာအဲ့တော့သူတို့ရဲ့စိုးရိမ်ချက်ကအီရန်ကနျူကလ িয়ার လက်နဲ့ယူရေနီယံတန့်စင်တဲ့ကိုအကြောင်းပြပြီးနောက်ွယ်မှာဘလက်စစ်မစ်ဇိုင်းတွေနဲ့ drone တွေကိုအမြောက်များထုတ်လုပ်ပြီးတကမ္ဘာလုံးကိုဖြန့်နေပြီဤပညာကလည်းတော်တော်ကောင်းနေပြီဈေးလည်းပေါ်တယ်အဲ့ဒါကိုသူတို့တားကျင်တာပြောချင်တာကမြန်မာလိုရိုးလေးပြောရရင်တာဝေးပစ်တုံးပြန်တာတူမဟုတ်ဘူးတာဝေးမိုင်လင်းက6000ပြစ်နိုင်ရင်သူကတကမ္ဘာလုံးမှာဆရာကြီးဖြစ်ပြီဒါဆိုရင်အမေရိကန်မှာမရှိဘူးလားရှိတယ်ရုရှားမှာမရှိတယ်သူတို့တွေကကန့်သက်ထားတာအီရန်ကကြတော့စာချုပ်ထဲမှာလွတ်နေတယ်စိတ်ကြိုက်ချနေတာဘယ်သူမှလည်းသူ့စကားနားမထောင်ဘူးဘယ်သူစကားမှမနာဘူးအဲ့ဒါကို
စိတ်ကြိုက်ချပြီးတော့အဲ့ဒီလက်နက်တွေအားလုံးသူ့လက်ထဲရောက်သွားခဲ့လို့သူစိတ်ပြောင်းသွားပြီးငကိုတွေကလည်း तू ကကျင်းဝါနေတယ်အမေရိကန်ကြဆုံးပါစီအစ္စရေးကြဆုံးပါ तू ကပေါ်တင်ကြီးစိန်ခေါ်ထားတာဖြစ်တဲ့အတွက်သူ့ရဲ့ရန်သူတော်ကြီးဖြစ်တဲ့အမေရိကန်နဲ့အစ္စရေးကစိုးရိမ်တာပေါ့အဲ့ဒီမှာ तू ကအစ္စရေးနိုင်ငံကိုအမှုတ်ကျိတ်ပြစ်မယ်တစ်ချိန်လုံးကျုံဝါနေတာအဲ့ဒီခါမှာအစ္စရေးလူမျိုးတွေလည်းစိုးရိမ်တာပေါ့ဒါအရှိတရားပဲဘယ်သူဆိုကိုယ်ကိုလာလုံးမယ်ဆိုစိုးရိမ်တာပေါ့တော့ तू ဘာစနစ်ပဲကိုယ်ကွယ်ဘာဘာသာပဲကိုယ်ကွယ်အဲ့ဒီနောက်ွယ်ရအဲ့ဒီအရှိတရားကိုသူတို့ကဖျက်ချင်တာဒါကြောင့်လည်းအခုအမေရိကန်ရဲ့ပေါ်တင်လဲပြောတယ်နျူကလ িয়ার နဲ့မပိုင်ဆိုင်ရေးအီရန်ရဲ့ ballistic ဒုံးကြီးတွေအားလုံးဖျက်သိမ်းရေးဖျက်ဆီးရေးအီရန်ရဲ့ရေတပ်ကိုလည်းဘာကြောင့်မဲလဲဆိုတော့အီရန်ကရုရှားနဲ့ပေါင်းပြီးတော့အဲ့ဒီဟော်မုစ်ရေလက်ကြားမှာစစ်ရေးပြတွေခဏလုပ်ပြီးစိန်ခေါ်နေတယ်ဟာဒီရေလက်ကြားကိုပိတ်လိုက်မယ်နော်ဖွင့်လိုက်မယ်နော်ပိတ်လိုက်မယ်အဲ့တော့အာရပ်နိုင်ငံ10နိုင်ငံကိုသူကချင်းချောင်းနေတာအာရပ်နိုင်ငံ10နိုင်ငံကလည်းပြန်မပြောရဲဘူးအဲ့တော့ဟော်မုစ်ရေလက်ကြားသူကဒီကူဝိတ်အပါဝင်ဘာရင်းကာတာ UAE အခုဆိုအိုမန်နော်ဆော်ဒီနိုင်ငံတွေအဲ့ဒီ Gulf State ပေါ့နော်အဲ့ဒီပင်လယ်ကွေ့နိုင်ငံများအားလုံးရဲ့ရေနံထွက်ပေါက်ဒီတစ်ပေါက်ပဲရှိတယ်အဲ့ဒီအဝမှာသူကအီရန်နိုင်ငံရှိနေတယ်အီရန်ကအဲ့ဒီထိတ်ကနေထိုင်ပိတ်ထားပြီးတော့ဒီဘက်မှာတော့အိုမန်ရှိတယ်ဒီဘက်ထိတ်မှာတော့ UAE ရှိတယ်ဒါပေမဲ့အီရန်စစ်တပ်ကအဲ့မှာလူပါဝပြီးတော့အဲ့ဒီဟော်မုစ်ရေလက်ကြားရဲ့အကျဉ်းဆုံးနေရာပေါ့နော်21မိုင်ရှိတယ်အဲ့ဒါကို तू ကပိတ်လိုက်ဖွင့်လိုက်တစ်ချိန်လုံးလုံနေပြီးတော့ तू ကစိတ်ခေါ်နေတာဖြစ်တယ်အာရပ်နိုင်ငံတွေလည်းစိုးရိမ်တာပေါ့အီရန်လက်ထဲမှာတော့ရှိပြီးအီရန်လှုပ်လိုက်ရင်သူတို့အမှုတ်ကျိတ်မယ်အမှုတ်ကျိတ်ရင်အာရပ်စော်ဘွားတွေပါဖြစ်မယ်အကုန်ပြုတ်ကြမှာဘာအီရန်ကအစ္စလာမစ်တော်လှန်ရေးလုပ်မှာဘာသာရေးသမားတွေကိုဒီပြောချင်တာကငကိုတွေကလည်းအဲ့ဒါကိုသူတို့ကမှိုင်းသွင်းထားပြီးသားအခုအာရပ်နိုင်ငံတွေကဘာသာရေးကောင်းဆောင်တွေမဟုတ်ဘူးဘာသာရေးကိုဘလို့ဖြစ်တယ်အမေရိကန်နဲ့ပေါင်းပြီးဖောက်ပြန်နေတယ်ဆိုတဲ့အတွေးခေါ်တဲ့ရှိထားပြီးတဲ့ခါပြကြတော့ယီမင်မှာလည်းဖြစ်ထားတာကြတော့အာရပ်နိုင်ငံတွေကလည်းအကုန်ကြောက်တယ်သူနိုင်ငံရေးရကြောက်တာဘာသာရေးကြောက်တာမဟုတ်နိုင်ငံရေးရကြောက်တာနိုင်ငံရေးရကြောက်လာတာဖြစ်တဲ့အခါကျတော့အမေရိကန်ကဒီကိစ္စကိုရှင်းဖို့ကဒီတနည်းပဲရှိတယ်ဆိုပြီးတော့ဒါကြောင့်အီရန်ရေတပ်တွေအီရန်စစ်သမောတွေအားလုံးကိုဖျက်ဆီးပစ်မယ်ဆိုပြီးပြောတာအဓိကဟော်မုစ်ရေလက်ကြားကိုအီရန်ကပိတ်ဆို့ပြီးအနိုင်ကျင့်နေတယ်တော့ဘို့လေအနိုင်ကျင့်တာလည်းပြောဖို့တယ်သူ့ရေလက်ကြားပဲလေသူပိတ်ရှင်တာပိတ်မှာပေါ့ဒါသူ့သဘောပေါ့နော်အဲ့ဒါကိုလုံနေတာကိုအမေရိကန်ကလည်းစိုးရိမ်နေအဲ့ဒီအချက်တွေနဲ့ဒီအာရပ်နိုင်ငံတွေကသူတို့အားကိုးလို့ရတဲ့ Trump တက်လာတော့ပျော်တာပေါ့ Trump ကိုပတ်စံပေးရင်အကုန်လုပ်ပေးမှာလေTrump ကို Trump လိုချင်တာအကုန်သတ်ပေးတယ်ရင်းနှီးမြှုပ်နှံမှုလိုချင်တာထုတ်ပေးတယ်ပတ်စံလိုချင်လားပေးတယ်ဥပမာကာတာနိုင်ငံဆိုရင်ဒါတန်းလေးရတာလေပြန်အောင်ပေးလိုက်သေးတယ်ရော့အမင်းလေပြန်ယူရလည်းကတော့အဲ့ဒါနဲ့အာရပ်ကိုသွားမြောက်ပြီးအာရပ်တွေကအမေရိကန်ကိုသွားပြီးတော့အကူအညီတောင်းတာမြောက်ပေးတာတဲ့ဆိုင်တော့ဆရာသွားတင်တာဖြစ်ဖို့များတယ်အဲ့တော့ဒီကနောက်ွယ်ရအကြောင်းတရားတွေဖြစ်ဖို့များတယ်အဲ့တော့Trump ကပြောတာဘာလို့ဒီမိုကရက်ကိုသူတို့ကတ်လို့မရဘူးကင်မရာဟဲရစ်တက်လာရင်လည်းကတ်လို့ရမှာမဟုတ်ဘူးအရင်တော့သမ္မတတွေလည်းသူတို့ကတ်ကြည့်တယ်မရဘူးအာရပ်တွေကလည်းအဲ့ဒါကိုကြောက်တယ်ဘာကြောင့်လဲဆိုတော့အီရန်ရဲ့တကယ်အခုလူတွေကအီရန်ကိုထောက်ခံတဲ့လူတွေကကြွားနေကြတော့အီရန်အဲ့ဒါတကဘာလုံးသိတယ်သိလို့ကိုကြောက်တာနော်အခုအီရန်ကိုထောက်ခံတဲ့လူတွေအားလုံးကြွားပြီးပြောနေတဲ့စကားပေါ့အီရန်ကဘယ်လိုဆိုအဲ့ဒါအကုန်သိပြီးသားသိလို့ကိုဒီစစ်ပွဲကိုမတိုက်သင့်ဘူးလို့အမေရိကန်ကမှရှိတဲ့စစ်ရေးကျွမ်းကျင်တဲ့လူတွေကအမေရိကန်သမ္မတကိုပြောနေတယ်မတိုက်သင့်ဘူးဒါလွယ်လွယ်နဲ့နိုင်မဲ့စစ်ပွဲမဟုတ်ဘူးအချိန်ကြာသွားလိမ့်မယ်အများကြီးထိခိုက်မယ်အဲ့ဒါကိုအာရပ်နိုင်ငံတွေကပိုသိတာပေါ့အာရပ်နိုင်ငံတွေကပိုသိတယ်အီရန်ဟာဒီနျူကလ িয়ার လက်နက်ကိုအကြောင်းပြပြီးနောက်ွယ်မှာနျူကလ িয়ার ကိုအကာအကွယ်ယူပြီးဖုံးကွယ်ပြီးတော့အဲ့ဒီ ballistic missile နဲ့အဲ့ဒီ drone တွေအမြောက်များထုတ်ပြီးတူလောင်လာတာသူတို့သိတယ်အဲ့ဒါဒီအရင်ဆုံးအနေရရှိတာကအဲ့ဒီအာရပ်နိုင်ငံတွေပဲအာရပ်နိုင်ငံတွေအရင်ဆုံးထိမှာဘာလို့အီရန်ကအစ္စလာမစ်တော်လှန်ရေးလုပ်နိုင်တယ်တကယ်လဲလုပ်တာပဲကြီးမယ်မှာအီရန်ထောက်ခံတဲ့လူတွေအားလုံးသူတို့နိုင်ငံမှာလာပြီးလုပ်ရင်အကုန်ဒုက္ခရောက်မယ်ဒါကြောင့်အာရပ်နိုင်ငံတွေကသူတို့နိုင်ငံမှာ Facebook တွေ Twitter တွေအကုန်ပိတ်ဆို့ထားတာဆော်ဒီအာရေဗျနိုင်ငံမှာဆိုရင်ဒါဒီသတင်းမှာပေါ့အစိုးရကိုစန့်ကျင်တဲ့ post တင်တာနဲ့မင်းအောင်နိုင်တဲ့ဆိုတယ်ပြပြထန်အရေးယူတာပြပြထန်ဖမ်းဆီးတာသူတို့အစိုးရကိုဖြုတ်ချမှာသူတို့လည်းကြောက်တာပေါ့နော်ဒါသူတို့ဘက်ကကြည့်အဲ့လိုပုံစံနဲ့အမေရိကန်သမ္မတတက်လာရွှေလန်းငွေလန်းဖောက်ကြတာပဲသူတို့ကိုယ်တိုင်ကအမေရိကန်သမ္မတကိုဖားတာပေါ့ဗျာမြန်မာလိုရိုးလေးအရက်စကားပြောရင်ဖားတယ်အကူကြီးတောင်းတဲ့ခံမှာ Trump ကလည်းဒါမျိုးဆိုရင်သူ့ကိုခေါင်းဆောင်တင်လို့က Trump ကသူတေကိုသေးပဲသူ့ကိုဆရာတင်သူ့ကိုခေါင်းဆောင်တင်သူ့ကိုအမြောက်ပေးသူ့ကိုအကြိုက်ပြောတယ်ဆိုရင် तू ကလုံမှာပဲ तू ကလုံရဲတယ်လုံရဲတယ်နောက်ပြီးတော့စီးပွားအတွက်ရင်လေ Trump တော့ကြိုက်တယ်
ဒီနေ့ရုရှားနိုင်ငံကတိတ်မဝင်မပါတာဘာကြောင့်လဲဒီစစ်ပွဲကနေရုရှားနိုင်ငံနဲ့အမေရိကန်နိုင်ငံဘာကြောင့်အကျိုးစီးပွားရသွားဘာအကျိုးစီးပွားရသွားမှထင်လဲဒီစစ်ပွဲမှာအဓိကခံရမှာတရုတ်ပဲဘာလို့သူကတရုတ်ကရေနံမျိုးနေရုရှားကထောသွားမှာလीဒီစစ်ပွဲကြောင့်ဘာဖြစ်မလဲရေနံဈေးတက်မယ်ရေနံဈေးဒေါ်လာဒီနေ့86လား98လားမသိဖြစ်နေပြီဒေါ်လာ200ထိတက်မယ်လို့ပြောနေတယ်နော်3စားတက်မှာနော်မြန်မာပြည်မှာရေနံရှားမှာဆိုတော့မမတကဘာလုံးရှားမှာအဲ့တော့ရေနံဈေးတက်ရင်ဘယ်သူချမ်းသာမှာလဲရုရှားချမ်းသာပြီပေါ့ရုရှားပတ်စံလိုနေတာရုရှားကစစ်ပွဲတဲ့ပတ်စံလိုနေတာရုရှားရဲ့ဝင်ငွေကရေနံနဲ့ gas ကနေလာတာအဲ့တော့အရှေ့လက်ပိုင်းတစ်ခုလုံးကပြက်စီးသွားပြီဆိုရင်ရုရှားပိုးတော်ကြိုက်မလို့ချင်းချင်းချကြသေးကြတတ်ကြအမေရိကန်ကပဲတည်တည်အာရပ်တွေပဲတည်တည်အီရန်ပဲတည်တည်မင်းတို့အားလုံးကရေနံမထွက်ရင်ရေနံဈေးတက်ရင်ရုရှားချမ်းသာပြီသူလိုချင်တဲ့ပတ်စံရပြီထိုနည်း၎င်းအမေရိကန်ကအေးစေးပဲဘာကြောင့်လဲအမေရိကန်မှာရေနံထွက်တဲ့ပြင်ဒေါ်နယ်ထရန့်ကအဲ့ဒါကိုကြိုတင်ပြင်ဆင်တဲ့ရေနံတွေအကုန်တူးနေပြီဒါကြောင့်ဒေါ်နယ်ထရန့်က UK ဝန်ကြီးချုပ်ကိုပြောနေတာမင်းတို့ရေနံပြန်တူးတော့မင်းတို့ credit တွေပြန်လုပ်တော့ပြန်ဖွင့်တော့ကဘာကြီးမှာရေနံလိုနေပြီးတော့တစ်ချိန်လုံးပြောနေတာအဲ့တော့ဒီနေ့ဒီစစ်ပွဲဖြစ်တာအကျိုးဘယ်သူရမှာလဲရုရှားရမှာအဲ့တော့ရုရှားသည်ရေနံဈေးတက်မှာရေနံစစ်တွေ့ရင်ရုရှားနေမှီနေတဲ့တရုတ်နိုင်ငံသေဖို့တာပြင်တာပြောချင်တာကအမေရိကန်ထောပြီးအမေရိကန်ဒီဒါကြောင့်ဒီတက်ဆတ်မှာရှိတဲ့သမ္မတထရန့်ကိုတင်လိုက်တဲ့သမ္မတတွေဒါကြောင့်ကမ္ဘာကြီးကနိုင်ငံရေးနဲ့ဆက်ဆက်နေတယ်သမ္မတထရန့်ကိုထောက်ခံလိုက်တဲ့ဒီအမေရိကန်ကဘီလီယံနာတထေးတွေကရေနံတထေးတွေအများကြီးပါတယ်တက်ဆတ်ကအများဆုံးပဲအဲ့ဒီရေနံတထေးကြီးတွေရေနံကုမ္ပဏီတွေကသမ္မတထရန့်ကကမ္ဘာရေနံဈေးတက်အောင်လုပ်ပေးနိုင်ရင်သူတို့ကြီးပွားပြီလေအဲ့တော့သမ္မတထရန့်ကိုသူတို့ကဖျားလို့မကိုးကွယ်ပဲနေမလားအဲ့တော့သမ္မတထရန့်ကလည်းရေနံဈေးတက်ဖို့အတွက်အီရန်ကိုတိုက်ရင်အီရန်အဲ့လိုပြန်လုပ်မယ်သမ္မတထရန့်ကအပိုင်တွက်ထားပြီးသားအီရန်အဲ့လိုပြန်လုပ်တာနဲ့ဒီဟိုမုစီလက်ကြားလုပ်တာနဲ့ရေနံဈေးတက်ပြီရေနံဈေးတက်တာနဲ့အမေရိကန်လည်းထောပြီအဲ့တော့ခံမှာဘာလို့လဲရေနံမထွက်တဲ့ဥရောပနိုင်ငံတွေတေးပြီရေနံမထွက်တဲ့အာရှနိုင်ငံတွေတေးပြီရေနံမထွက်တဲ့အာဖရိကနိုင်ငံတွေတေးပြီအဲ့တော့ရေနံဟာဒီစစ်ပွဲရဲ့အဓိကပြဿနာပဲရေနံဟာတကမ္ဘာလုံးအတွက်ပြဿနာပဲအခုဒီနေ့ကျွန်တော်တို့ပဲတွေ့ရပြီကျွန်တော်တို့ဘလောက်ပဲ global warming ပြောနေပြီမဲ့လေရေနံကမရှိမဖြစ်ပဲအခုတကမ္ဘာလုံးကြရပြီကျွန်တော်ပြောသလို UK နိုင်ငံကလန်ဒန်မြို့ရဲ့ကျွန်တော်စေးရုံမှာတော့မနေ့ကအစည်းအဝေးလုပ်တယ်ဒီနေ့သူတို့ရေနံတွေကျွန်တော်ချိတဲ့ဒီဇယ်တက်နေအလိုတိုင်းခိုင်းနေပြီလိုအပ်ရင်သူတို့အကုန်ဖြည့်တော့မှာဒါကြောင့်ကျွန်တော်တို့မှာမီးစက်တွေရှိတယ်မီးစက်တွေတွေပေါ့ဒါလိုအပ်မှသုံးတာပါဒါပေမဲ့ဘလို့ပြဖြည့်ရတော့မှာလုံခြုံရေးရပြောချင်တာကအစိုးရကိုယ်တိုင်ရေနံတွေလောင်နေရပြီဒီပွားကြီးကဘလောက်ထိကြီးသွားမယ်ဘသူအဓိကဘသူပေါ်မူတည်နေလဲအီရန်ပေါ်မူတည်နေတာအီရန်ကဘလောက်ထိတုံ့ပြန်နိုင်မလဲဘသူမှမသိဘူးအဲ့တော့အီရန်ကိုထောက်ခံတဲ့လူတွေကကြွားဝါပြီးတော့တင်နေရတယ်မတင်နဲ့အမလီအနောက်နိုင်ငံအကုန်သိတယ်အီရန်ကိုကြောက်တယ်နဲ့ကိုယ်တွေကဘာလို့ကြောက်လဲဆိုတာနိုင်မှာရှုံးမှာကိုပြောနေတာမဟုတ်အီရန်ပြန်လုံနိုင်လို့အီရန်မှာဒီလက်နက်စမ်းတွေထွက်လာလို့သူတို့ကြောက်လို့ဝင်တိုက်တာဝင်တိုက်တော့win-win situation အဓိကကတော့အာရပ်နိုင်ငံတွေအကြောက်ဆုံးပဲအစ္စရေးမကြောက်ဘူးအစ္စရေးကတော့ကြောက်တာမဟုတ်ဘူးအစ္စရေးကသူ့မှာခန့်ကူးခဲ့တဲ့စိတ်ရှိတယ်အာရပ်တွေအကြောက်ဆုံးဘာလို့အာရပ်တွေကြောက်ရလဲသူတို့ဆိုတာပြုတ်ကြကုန်မှာဒီအစ္စလာမစ်တော်လှန်ရေးကြီးကအလောအမတန်ကြောက်ဖို့ကောင်းတယ်ဒါဘလူးမှမသိဘူးအဲ့ဒါအီရန်ကမှုန်နိုင်တယ်အဲ့တော့အဲ့ဒီចောင်းတော်ကရန်စားတွေနဲ့ဒီနေ့ဒီပြဿနာတက်တာအဲ့တော့ဒီပြဿနာရဲ့အတိမ်နဲ့ဒီပြဿနာဘယ်လောက်ထိကြီးမလဲဆိုတာအလွန်အမတန်ပြောရခဲ့တယ်တေချာတခုကတော့ကုလသမဂ္ဂဘာမှအသုံးမဝင်ဘူးအမေရိကန်ကလည်းကုလသမဂ္ဂဝင်ပါလို့မရအောင်ကုလသမဂ္ဂကိုပတ်စံမပေးဘူးဆိုအပိုင်ကိုင်ထားတာကုလသမဂ္ဂဝင်ပါဖို့နေတာသူကိုယ်တိုင်တော့ bankrupt ဖြစ်တော့မှာဝန်ထမ်းတွေတော့အလုပ်ပြုတ်တော့မှာအမေရိကန်ဒါနဲ့ကင်ထားတာဘာလို့တော့ဒါလေသူပတ်စံထည့်တာတော့ကျန်တဲ့လူတွေဝိုင်းမထည့်နိုင်တာဒါမျိုးတွေပေါ့နော်အဲ့တော့အနေထားသည်ဘယ်သူမှမသိဘူးအဲ့တော့သမ္မတထရန့်ကတော့အီရန်သမ္မတကိုသူကိုယ်တိုင်ရွေးမယ်လို့ပြောနေတာဖြစ်တဲ့အတွက်တော့သူ့မှာဘာပလန်ရှိလဲဘယ်သူမှမသိဘူးအမေရိကန်ကာကွယ်ရေးဝန်ကြီးကလည်းဒါအခုမှအစရှိသေးတယ်ငါတို့ကအခုမှစတုံးရှိသေးတယ်ပြောချင်တာကလာဦးမယ်ဆိုတာဘာပြောချင်မှမသိဘူးအီရန်ကလည်းအမေရိကန်အဲ့လိုစမှာဖြစ်တဲ့အတွက်သူ့ရဲ့ဒုံးကျည်တွေကိုနောက်ပိုင်းစစ်ပွဲတွေအတွက်သူလည်းချိုထားမှာပဲရှို့ထားမှာပဲအဲ့တော့
အလွန်အမတန်စိတ်ဝင်စားစရာကောင်းတဲ့အနေအထားတစ်ခုပါပြောချင်တာကအမေရိကန်နဲ့ရုရှားဒီ short တွက်ပြီးတော့အီရန်ကိုသတ်တိုက်တာမဟုတ်သူတို့သိတယ်ဒါကြောင့်လေအမေရိကန်ရဲ့စစ်ဗိုလ်ချုပ်တွေကိုယ်တိုင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုစစ်မတိုက်ဖို့အီရန်ကိုမတိုက်ဖို့မိမျိုးစုံနဲ့ဖြောင်းဖျားခဲ့ရတာဘာကြောင့်လဲဆုံးရှုံးမှုအရန်ကြီးလိမ့်မယ်ဒါကြောင့်အခုအမေရိကန်သမ္မတကိုယ်တိုင်ကစစ်ပွဲပဲတဲ့အနစ်နာခံရမှာပေါ့တဲ့သိတဲ့လူသိမှာပေါ့လို့ထုတ်ပြောနေရတဲ့အစဉ်ဖြစ်တော့မှာဘလောက်တိဖြစ်မလဲဘယ်သူမှမသိဘူးအဲ့တော့နောက်ဆုံးအချုပ်ပြောရရင်တော့ကြီးစံကုန်တဲ့လူရှုံးမှာပဲကျွန်တော်ပြောသလိုပတ်စံကုန်တဲ့လူရှုံးမှာပဲနီးပညာကတော့အပြိုင်ပဲဒါပေမဲ့အီရန်ကနီးပညာကတော့အမေရိကန်ကိုမမီတာတော့ပါတယ်ဒါပေမဲ့လေအမေရိကန်ကိုဒုက္ခပေးနိုင်လောက်တဲ့ drone တွေ ballistic missile ဒုံးကျည်တွေရှိနေတာလဲအမှန်ပဲပြီးတော့အီရန်စစ်တပ်ရဲ့သိသိခိုင်မာမှု